local လေးတော့ကတော့ပြင်းလာမယ်။ design ဆန်းတယ်ဆိုတာလည်းမရှိတော့ဘူး။ sticker ပြောင်းထုတ်ပြီးချင်းတာပဲအများအားခံနေရတယ်။ဘာမှမလုပ်လို့မရဘူး။စိတ်မပူနဲ့ဒီနေ့ဒီဗီဒီယိုမှာမိတ်ဆက်ပေးမဲ့ brand ကမြန်မာနိုင်ငံရဲ့ Balenciaga လို့ပြောလို့ရတယ်ဆက်မပြောခင်မှာကျွန်တော်ရဲ့ TikTok bio ထဲမှာ YouTube channel ရဲ့ link လေးရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလည်းလုပ်ခဲ့ပေးပါအောင်ခင်ဗျာ okay ပါအဲ့ဒါဆိုလို့ရှိရင်ဇလန်လေးစလိုက်အောင်ဒီနေ့ဒီဗီဒီယိုမှာပြပေးမယ့်အရာတွေအကုန်လုံးက designer handmade တွေဖြစ်ပြီးတော့အရာတစ်ခုချင်းစီတိုင်းကလည်း3တယ်ကနေ5တယ်စီပဲထုတ်ထားတဲ့ limited collection တွေပဲဖြစ်ပါတယ်နောက်တစ်ခုရှိသေးတာကဒီဗီဒီယိုကိုကြည့်ပြီးတော့ဝယ်ရဲဆိုလို့ရှိရင်10သိန်းမို့ဝင်10သိန်း promotion ပြင်10သိန်း cashback ပါရအောင်ပါနောက်ထပ် promotion အစီအစဉ်တွေကလည်းအများကြီးရှိသေးပါတယ်ကဲ promotion တွေအကြောင်းကတော့ကျွန်တော်နောက်မှ AC ရှင်းပြမယ်အရင်ဆုံး brand အကြောင်းလေးကိုဆက်ပြောလိုက်အောင်ဒီ X1 brand မှာ personal designer 6ယောက်ရှိတယ်အင်ကြီးတစ်ထည်ချင်းစီတိုင်းက designer handmade ဖြစ်မယ် designer handmade မို့လို့လားတော့မသိဘူး captain တွေသုံးပေးထားတဲ့အသားတွေချုပ်သားပိုင်းတွေသုံးပေးထားတဲ့ material တွေအကုန်လုံးကလုံးဝကိုတည်တက်နဲ့ကိုဆောင်ရွက်မိုက်တယ် quality control ဘိုင်းကလည်းအသေးသေး give ဆိုင်ပေးထားတာကိုတွေ့ရတယ် packaging ကအစားပေါ့နော်နောက်တစ်ခုအာမခံရတာကဘာလဲဆိုရင်ခမ ्या ကဒီ X1 ကအင်္ဂလိပ်တစ်ထည်ဝယ်ဘူးရယ်ဆိုလို့ရှိရင်ခမ ्या နဲ့တူတဲ့လူကို Asia တစ်ခွင်လုံးမှာပတ်ရှာတယောက်2ယောက်ပဲရှိမှာဘာဖြစ်လို့လဲဆိုတော့အရာတိုင်းကိုသူတို့ကထုတ်လို့ရှိရင်2ထည်3ထည်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်း4 5ထည်အဲ့လိုပဲထုတ်တာဖြစ်တဲ့ပုံမှာခမ ्या လိုမျိုးအင်ကြီးအဝတ်စားအဲ့လိုကတ်တင်မျိုးအဲ့လိုပုံစံမျိုးအဲ့လိုမျိုးဝတ်တဲ့လူဆိုတာခမ ्या ရှာလို့တွေ့ချင်မှတွေ့မယ်ဆိုတာထက်ကိုတွေ့ဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ပြောရင်ပုံမှန်ကျွန်တော်က jacket crazy မို့လို့ကျွန်တော် jacket 9တဲ့ကို try အောင်လုပ်ကြည့်ခဲ့ okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် ਨੇ ဘယ်လိုမျိုး jacket တွေကိုကျွန်တော် try အောင်လုပ်ကြည့်ခဲ့လဲဆိုတော့အစားဆုံးရှင်းပြပေးမယ် let's go ပထမဆုံးတစ်ထည်ဆိုလို့ရှိရင် blazer ကြည့်လိုက်ဗျာ blazer မှာ chain ရုပ်ကိုဘယ်လို pattern နဲ့ထည့်ပေးတာလဲဆိုတာတန်ကြီးမကိုက်အောင်အယောင်မကျအောင် stainless steel ကိုသုံးပေးထားတယ် blazer သာပြောရတာဝတ်ကြည့်တာလုံးဝမပူတာအောက်က style ပန်နဲ့ပဲဝေးကာဂိုပန်နဲ့ပဲဝေးလူငယ်ဆန်ဝတ်လို့ရတဲ့ blazer တစ်ထည်ပါနောက်တစ်မျိုးကကြတော့ varsity jacket နဲ့ leather jacket ပေါင်းထားသလိုပုံစံမျိုးကိုမှ collar နဲ့လာမယ် cutting ကတော့အခုနောက်ပိုင်းအရန် trend ဖြစ်နေတဲ့ khaki cutting အရှိမလှုပ်ပေးထားတဲ့ jacket ရဲ့ detail ကို show ကျွတ်စင်နောက်တစ်ထည်ကတော့ leather jacket လိုပုံစံမျိုးကိုမှ biker တွေအတွက်ဆိုရင်စောင်းရမ်းကို fine နေမှာလက်ရဲ့ detail ကိုတစ်ချက် show ပြအရေးတွေနဲ့နော်လုံးဝ customize လုပ်ပေးထားတာ waist နားလေးမှာငကွင်းလေးတစ်ခုပါမယ်ဒီကောက် cutting ကလည်း khaki ပဲcollar နဲ့လာမယ် opium wig ကလည်းကြိုက်တဲ့သူတွေနဲ့ biker ဆရာကြီးတွေအတွက်ကတော့ကြိတ်ချင်စရာလေးတစ်ထည်ပေါ့နော်နောက်တစ်ထည်ကတော့ racing jacket လိုပုံစံမျိုးဒါပေမဲ့ racing တွေလို color တွေ sponsor တွေတပြုတ်နဲ့မလာဘူးရိုးရှင်းလေးပဲ all black အရှိမဗဟတ်လေးနှစ်ခုပါမယ် zip နဲ့ကျယ်ပြီးတက်ပြီးဖို့ဖြုတ်ပြီးဖို့ရိုးရှင်းနဲ့စောက်ရမ်းကိုကြည့်လို့ကောင်းတဲ့တစ်ထည်ပါနောက်ဆုံးတစ်ထည်ကတော့ cutting က suede jacket cutting နဲ့ဆင်တယ် level နားတွေအိတ်ကနားတွေမှာ jacket ကို2 layer ပုံစံမျိုးနဲ့ချုပ်ပေးထားတယ်တော်တော်လေးကိုမိုက်တယ်ဒီ jacket ကိုဝတ်ကြည့်လိုက်တဲ့အချိန်မှာလဲစောင့်ရမ်း comfort ဖြစ်ပြီးတော့ daily ဝတ်လို့ရတဲ့ jacket တွေမှာပါပါတယ်ဒီဗီဒီယိုမှာပြသွားတဲ့ jacket တွေအကုန်လုံးနဲ့ကနေပြီးတော့ဘာ jacket ပဲဝယ်ဘာပဲဝယ်ခြင်းဒီဗီဒီယိုလေးပြပြီးတော့ဝယ်မယ်ဆိုလို့ရှိရင်ခင်ဗျားတို့တသိန်းဘလော့ကပဲစောက်ဝယ်ရင်တော့မှဘလာမပါ cancel မဲ့ခင်ဗျားတို့အများကြီးရအောင်ပါဘလာမပါဆိုတာဂျင်းဘလာမပါမဟုတ်เนาะခင်ဗျားတို့တသိန်းမို့ဝယ်ရင်တသိန်းမို့ promotion ရှိ10သိန်းမို့ဝယ်ရင်လည်းခုနကျွန်တော်ပြောသလို10သိန်းမို့ဝယ်ရင်10သိန်းမို့ promotion ပြင်10သိန်း cashback ပါရှိသေးတာဆိုတော့လုံးဝကျင်းမဟုတ်ဘူးတကယ်လို့စိတ်ဝင်စားလို့တွားကြည့်ကျင်တယ်ဆိုလို့ရှိရင်ဒီဆိုင်ကကျွန်တော်ကဘာကြီးလမ်းမပေါ်ရန်ကင်းက Central ဆိုတဲ့နေရာမှာဖွင့်လှစ်ထားတာပဲဖြစ်ပါတယ်ဆိုင်နံပါတ်ကတော့ X1 ပဲဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်ကိုယ်တိုင်ကနေလေကျွန်တော်ရဲ့ follower တွေအကုန်လုံးကို giveaway ပေးမှာတွေမဲဖောက်ပေးမှာတွေ plan တွေရှိတဲ့အပေါ်မှာကျွန်တော်ရဲ့ video လေးကိုလည်း like and subscribe လေးလုပ်ခဲ့ပေးပါပြီးကြရင်လောက်ကမှာရိုးရှင်းလေးပဲ follow လေးလုပ်ခဲ့ပေးပြီးကြလို့ရှိရင် comment မှာဒီအင်ဂျီတွေနဲ့ပတ်သက်ပြီးတော့ဘလို့အမြင်ရှိလဲဆိုတော့ရေးခဲ့ပေးနောက်ပြီးလို့ရှိရင် repost လေးလုပ်ခဲ့ပေးပါ okay ပါ video လေးကိုအဆုံးထိကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ miracle ပဲဖြစ်ပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ဖို့လုံးဝမမေ့ပါနဲ့ခင်ဗျ peace out